1990-91နှစ်တွေမှာနော်ဝေးရဲ့မြောက်ပိုင်းကချော်ဟင်းဆိုတဲ့မြို့လေးမှာပညာတော်သင်သွားခဲ့တယ်နှစ်ပေါင်း30ကျော်ကြာပြီးမှ2022မှာအဲ့ဒီမြို့ကိုအလဲပြန်လာဖြစ်ခဲ့တယ်ဒီတခါတော့မီမီနဲ့အတူပြန်လာခဲ့တယ်ဩစတြေးလျကတကယ်ချင်းစုံလွဲနဲ့လည်းအဲ့ဒီမှာချင်းပြီးဆုံခဲ့ကြတယ်ချော်ဟင်းကိုပြန်ရောက်တော့ဘဝရဲ့စာမျက်နှာဟောင်းတစ်ခုတည်းကိုပြန်ဝင်သွားတယ်လို့ခံစားလိုက်ရတယ်ကျောင်းတက်စင်ကာလာကအာရှကလာတဲ့တငယ်ချင်းတွေကိုဖိလစ်ပီနိုအမျိုးသမီးနဲ့နော်ဝေးလူမျိုးအမျိုးသားဆောင်တွေကအကိုအမတွေလို့စောင့်ရှောက်ပေးခဲ့တယ်။နော်ဝေးမိတ်ဆွေကြီးကလေစိတ်မှာသာကျုံနေတယ်။နှစ်တွေအများကြီးမတွေ့ရတာကြာသွားပြီ။သူ့ကိုရင်းရင်းနှီးနှီးမှတ်မိနေတယ်။သူကလည်းအရင်တိုင်းခင်ခင်မင်းမင်းဝမ်းသာအားရကြိုးဆိုတယ်ဒီဝင်းကနေစကားတပြောပြောနဲ့မြို့ထဲကဟိုတယ်ကိုရောက်လာခဲ့ကြတယ်နောက်တစ်နေ့မှာတော့တငယ်ချင်းတွေနဲ့အတူမြို့ထဲမှာဖြတ်စည်းနေတဲ့နီဒဲလ်ဘာနီကမ်ဘေးမှာလမ်းလျှောက်ထွက်ခဲ့ကြတယ်မြေကန်ဘေးမှာ18ရာစုနှစ်ကလေးကစောက်ထားတဲ့ရောင်စုံတစ်သားအင်္ဂလိပ်တွေကိုကြည့်ရင်ဟိုးအတိတ်ကိုလွမ်းမိနေတယ်ပါပဲအဲ့ဒီကမှမြို့နယ်ဘေးတောင်ကုန်းပေါ်က Christianston Fortress ရှိတဲ့နေရာကိုတက်ခဲ့ကြတယ်တောင်ကုန်းပေါ်ကနေမြင်ရတဲ့ရှုခင်းကတော့တိတ်လှတယ်လေမြို့ထဲမှာကွေ့ပတ်သွားနေတဲ့ရစ်လေးရဲ့ဟိုးဝေးကရှော်ဟင်းဖီယော်ရဲ့အမိုးရောင်လိုအင်္ဂလိပ်တွေရဲ့ခန့်ညားတဲ့ Norwegian Technology and Science University ရဲ့ကိုလမ်းမြင်နေရတယ်နေ့လယ်ပိုင်းမှာတော့မိတ်ဆွေကြီးနဲ့ University Campus ကိုသွားခဲ့ကြတယ်။ Main Building Campus လေက Twin Tower နဲ့လွန်ခဲ့တဲ့32နှစ်ကစာသင်ခဲ့တဲ့ Petroleum Institute နေရာတွေကိုသွားပြီးဓာတ်ပုံတွေရိုက်ခဲ့ကြတယ်။ကျောင်းသားဘဝအမှတ်တရတွေကိုပြန်မြင်အောင်လာမိတယ်ကျောင်းကနေ Mohawk Student B လို့ခေါ်တဲ့ကျောင်းသားရွာလေးကိုဆက်သွားခဲ့တယ်။အရင်နေဘူးတဲ့အဆောင်နဲ့အဆောင်တွေအလယ်ကလမ်းကလေးကိုချက်ချင်းမှတ်မိတယ်။နှစ်30ကျော်ကဓာတ်ပုံရိုက်ခဲ့ဘူးတဲ့အရင်နေရာဟောင်းလေးတွေမှာဓာတ်ပုံတွေဖတ်ရိုက်ဖြစ်တယ်။ကိုယ်တိုင်ကအများကြီးပြောင်းလဲသွားခဲ့ပြီမဲ့မြို့လေးရဲ့ကျောင်းတော်ကြီးရဲ့ကျောင်းသားရွာကလေးကတော့ပြောင်းလဲမရှိတော့ပါပဲ။န
နောက်နေ့တော့မြို့ထဲမှာရှောက်လေကြတယ်နော်ဝေးစတိုင်အဆောက်အဦလေးတွေကြားကတတ်တရရရှိတဲ့လမ်းတယ်လေးတွေကြားမှာရှောက်သွားကြတယ်နော်ဝေးဘုရင်ရဲ့စံတော်အိမ်မြို့ရဲ့လက်မဖြစ်တဲ့ Nidaros Cathedral ကတော့မရောက်မနေလဲပတ်ရမယ့်နေရာလေးတွေပေါ့နောက်တော့ကာနာဘက်ကိုသွားပြီးကျေပြန့်တဲ့ဖီယော့ရဲ့အလားကိုအနီးကပ်သွားကြည့်ခဲ့ကြတယ်။အော်စလိုသွားဖို့ဘူတာမစင်းခင်မှာတော့နော်ဝေးမိတ်ဆွေကြီးကထရွန်ဟင်းရဲ့ view point နေရာကိုခေါ်သွားခဲ့တယ်။အဲ့ဒီနေရာကနေထရွန်ဟင်းမြို့လေးနဲ့ဖီယော့ရဲ့ရှုခင်းအလားတွေကိုတဝါကြီးသွားကြည့်ခဲ့ကြတယ်။အဲ့ဒီကမှဘူတာကိုဆင်းခဲ့ကြတယ်။လွန်ခဲ့တဲ့32နှစ်တုန်းကလိုထရွန်ဟင်းကနေရထားနဲ့အော်စလိုကိုခီးဆက်ခဲ့ကြတယ်။တဖြည်းဖြည်းဝေးသွားတဲ့မြို့ကိုကြည့်ရင်ပိုးအတိတ်ကအမှတ်တရလေးတွေပြန်သတိရလိုက်သေးတယ်။ Hope to see you again, Troy. You will always have a place in my story.